ဤစာဖျားတိမာကူအဖွဲသားများ၏အချက်အလက်များကိုပေါင်းဆက်ဖန်တီးထားခြင်းဖြစ်သည်။ကောင်းစီမာကူအဖွဲသားများရဲ့ငွေကြေးတဲ့အချိတ်စီမံခန့်ခွဲမှုများမင်္ဂလာပါခေမာကူအဖွဲသားများကနေပြန်လဲကြိုးဆိုလိုက်ပါတယ်။လူတော်တော်များများဟာအလုပ်တွေစ조사နေကြတယ်။ဝေကိုရမယ်ဆိုပေလောက်စ조사နေရပါစီ။အလုပ်စ조사လုပ်ကြပါတယ်။ပြပန်းမှုတန်းတွေလည်းခံစားနိုင်ကြပါတယ်။ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ရင်အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်။သို့တော်ဘဝကတိုးတက်မလာသလိုခံစားနေရတယ်။ဒီနေ့မှာတော့အကြောင်းတရားတွေကိုအခြေခံပြီးသင်ဘဝရဲ့အချိန်တွေသင်ကိုယ်တိုင်ဖန်ပြီးပြောင်းလဲစေနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ငွေကြေးနဲ့ပတ်သက်လို့ကျွန်တော်တို့သိထားရမှာကငွေကြေးဆိုင်ရာအောင်မြင်မှုဟာသင်ရဲ့ဉာဏ်ပညာသင်တဲ့ရဲ့အပြုအမူပေါ်မှာပဲပေါ်မှုတည်ပါတယ်။လူတိုင်းမှာငွေနဲ့ပတ်သက်ပြီးကိုယ်ပိုင်အမြင်တွေကိုယ်ပိုင်အတွေ့အခေါ်တွေရှိကြပါတယ်။ဘယ်သူမှယူကြောင်ချာဦးချောင်းချလို့နေကြတာမဟုတ်ပါဘူး။ဒါပေမဲ့အရေးကြီးတာကမအတွက်ပြည့်စုံပြီးလားကိုယ်တိုင်သတိနဲ့အသိရှိဖို့လိုပါတယ်။အခြားသူများတဲ့ light night ရှင်နေရင်တော့တင်မှာပဲလောက်ပဲချမ်းသာကြွယ်ဝမှုတွေရှိနေပါစီစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းရှိနေမှာမဟုတ်ပါဘူး။တကယ်တော့စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုရဲ့အမြင့်ဆုံးပန်းတိုင်ဟာမိမိအချိန်ကိုမိမိစိတ်ကြိုက်ထိန်းချုပ်နိုင်ပြီးလွတ်လပ်ခွင့်လင်းသုံးဆွဲနိုင်ခွင့်ရှိတဲ့ရလဒ်တွေရှိနေဖို့ပါပဲ။ဒါဆိုမိမိအချိန်ကိုမိမိစိတ်ကြိုက်ထိန်းချုပ်သုံးဆွဲနိုင်တဲ့လွတ်လပ်ခွင့်လင်းသုံးဆွဲနိုင်တဲ့ရလဒ်တွေရှိနေဖို့အချိန်ကိုပဲလို့စီမံခဲ့မလဲ။အဖြေကတော့ရှင်းရှင်းလေးပါပဲ။တစ်နေ့ကိုတစ်နာရီပါပဲ။ဟုတ်တဲ့တစ်နေ့မှာမိနစ်60မြတ်တာမိမိကိုတိုးတက်ဖို့တည်းအသည့်လေးဖြင့်အာရုံစိုက်နေပြီးခြင်းကသင်ဘဝကိုလူတွေမင်းသက်အောင်လာပါပြောင်းလဲသွားစေမှာဖြစ်ပါတယ်အဲ့ဒီတစ်နာရီမှာအခြားအာရုံနောက်စိတ်ယူစရာတွေကိုဖယ်ထုတ်ပြီး mindful awareness လို့ခေါ်တဲ့ပတိအတိတရားဖြင့်အာရုံစိုက်လှုပ်ဆောင်မှုတွေကိုမဖြစ်မနေလုပ်ရပါမယ်အလုပ်တစ်ခုကိုလုပ်ဖို့တွေ့ပြီးအချိန်ဆွဲနေရင် mindful အဖွဲသားတွေရဲ့စီမင်းကိုသုံးပါပြီးတော့mindful လို့နှုတ်မှရွတ်ဆိုပြီးချက်ချင်းအလုပ်ကိုထားလုပ်လိုက်ပါနောက်ထပ်အရေးကြီးတဲ့အချက်ကတော့မိုင်းကူအခွဲသားတွေလို့တော့ရည်တဲ့တုံး theory ကိုအသုံးချပါရည်ကဲတုံးဟာရေပေါ်မှာပေါ်နေတော့အပိုင်းက10%ပါရည်ထဲမှာမြုပ်နေအပိုင်းက80%ဖြစ်ပါတယ်သင်ဘဝရဲ့ကောင်းတော့ရလ80%ဟာသင်လို့စာပြုမှုနေတော့အလုပ်ဤ10%စီကပဲလာတာပါဒါကြောင့်အကျိုးအရှိဆုံးအလုပ်တွေကိုပဲရွေးချယ်ပြီးတတိနဲ့အတိတရားကိုအထူးအာရုံစိုက်ပါပြီးတော့မိမိရဲ့လှုပ်ရှားချက်တွေကိုနေတာGoogle ကတော့မဟုတ် Google တော့သင်မှတ်တမ်းတင်ပါ၎င်းတစ်ခုဒီအသံထင်စာရေးတာကိုမိမိတတ်တယ်လို့မှတ်တမ်းတင်ထားနိုင်ပါတယ်မှတ်တမ်းမတင်ထားရင်သင်ပဲလောက်တိုးတက်လာတဲ့ဆိုတာထိုင်မဲရခက်ပြီးကိုပါလောက်ကျင်တဲ့ဆိုတဲ့ကိုဘဝရဲ့မိုင်းမကပျောက်ဆုံးနေပြီးကိုလိုချင်တဲ့ပန်းတိုင်ကိုမြန်မရောက်ပဲဖြစ်နေပါမယ်အသစ်ချုပ်ရရင်တော့အောင်မြင်ဘူးဆိုတာရုပ်တရက်ဖြစ်လာတာမဟုတ်ဘဲနေစဉ်လှုပ်ဆောင်နေတဲ့ရဲ့အလေးအကျင့်လေးတွေစူးစီးရကဖြစ်လာတာပါဒီနေ့ကစားပြီးတဲ့ရဲ့ငွေကြေးအပြုအမူတွေကိုတတိအတိတရားဖြင့်စင်ကျင်ပါတင်းနေတဲ့နာရီမိမိကိုရင်းနှီးမြှုပ်နှံပါလို့ထိုက်တော်နှုတ်ဆော်ခြင်းပါတယ်ဒီတင်နာရီကိုငါပိုင်းတဲ့ငါရဲ့အချင်းမရဲ့ဘဝတန်ဖို့လို့ဆုံးဖြတ်ထားပါနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်အပတ်တွေမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးပဲမိမိအချင်းကိုမိမိစိတ်ကြိုက်ထိန်းချုပ်နိုင်ပြီးလူလဖွင့်လှစ်သုံးဆွဲနိုင်တဲ့ရလဒ်တွေရရှိပိုင်ဆိုင်နိုင်ကြပါစေလို့မာကူအဖွဲသားများမှာဆုတောင်းမြတ်တာပို့တဲ့အပ်ပါတယ်ခင်ဗျာ